လားစာများတဲ့အလုံးမှာအချိန်တစ်ခုထိကြာအောင်လုပ်နေပေမဲ့ဒီပိုင်ဆိုင်မှုဖေးမြောက်မရှိတာမျိုးတွေ့ဘူးလားဒါမှမဟုတ်ရင်လည်းကိုရောအဲ့လိုခက်ခဲမျိုးကြုံနေရလားနောက်တစ်ခုကတော့ကျွန်တော်စီးပွားရေးလုပ်ငန်းမှာဆိုရင်လည်းဒီဝင်ငွေတွေတော့ကျွန်တော်ရကြတယ်ဒါပေမဲ့အဲ့ဒီဝင်ငွေတွေကိုကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုဖြစ်ကျွန်တော်တို့ရဲ့ဒီ personal ချမ်းသာကြွားမှုဖြစ်မှာပြောင်းနိုင်မှုအဲ့လိုမျိုးတွေရောကြုံဘူးလားဒါမှမဟုတ်ရောကိုနီးနားမှာတွေ့ဘူးလားဒါဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုမှာအဲ့ဒီပြဿနာကိုဖြေရှာကြမှာပဲဖြစ်ပါတယ်ဒီအကြောင်းကိုမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားနိုင်ပါတယ်ကျွန်တော်တို့ရဲ့ channel ကတော့ဒီစီးပွားရေးနဲ့ marketing ပိုင်းဆိုင်ရာတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်အကျိုးရှိစေမယ်လက်တွေ့သုံးချလို့ရမယ့်အကြောင်းအရာတွေကိုအများအားတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုမှာဘယ်လိုမျိုးတွေဆွေးနွေးသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျအရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဝင်ငွေနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ကိုခွဲခြားပြီးသိဖို့တော့လိုတယ်ဗျဒီဝင်ငွေဆိုတာကတော့ကျွန်တော်တို့တွေလားကုန်ရင်လုံးလို့လားကုန်ရင်ရမယ်လားစာဒါမှမဟုတ်ရင်လည်းခင်ဗျားဒီစီးပွားရေးလုပ်ငန်းလုပ်နေဆိုရင်လည်းဒီလုပ်ငန်းကနေနေ့စဉ်ဝင်ငွေတဲ့ဝင်ငွေပေါ့ဗျာဒီလိုဟာမျိုးကိုဆိုလိုခြင်းပါအဲ့တော့ပိုင်ဆိုင်မှုဆိုတာတော့ကျွန်တော်တို့ကခုနအဲ့ဒီဝင်ငွေတွေကနေပြီးတော့ပမာဏတစ်ခုကိုတည်တံ့ခွဲပြီးတော့ကျွန်တော်တို့အတွက်လားစာပေးတဲ့သဘောမျိုးနဲ့ယူထားမယ်ဒါမှမဟုတ်ရင်အဲ့ဒီလားစာဆိုရင်လည်းအဲ့ဒီလားစာတွေကမှ10% တခုကိုအရင်ဆုံးဖယ်ပြီးတော့ပိုတဲ့ဟာကိုကျန်တဲ့ဟာကိုမှကျွန်တော်တို့အတွက်သုံးတာပဲဖြစ်တယ်အဲ့လိုသုံးပြီးတော့ဒီခုနခွဲထားတဲ့ဟာကိုလားစဉ်ကျွန်တော်တို့ကစုရင်းနဲ့ဒီပေါ့ပိုင်ဆိုင်မှုတက်နိုင်မဲ့ဟာတန်ဖိုးတက်နိုင်မဲ့အရာတွေမှာရင်းနှီးမြှုပ်နှံမယ်ဥမာပြင်ရွှေလားအင်ချမ်းမြေလားဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံကြရတာဖြစ်တယ်အဲ့တော့ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှာပဲကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုကျွန်တော်တို့ရဲ့ကြွေးဝါမှုကတိုးလာတာပါအဲ့တော့ဒီလိုဟာမျိုးတွေကိုခွဲခြားပြီးတော့စုဆောင်းခြင်းအပြင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှု personal wealth ကိုတိုးမြှင့်လို့ရနိုင်ပါတယ်အဲ့တော့ဝင်ငွေနဲ့ပိုင်ဆိုင်မှုနဲ့ကိုခွဲခြားပြီးသိဖို့ပါလေအရင်ဆုံးအရေးကြီးပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကဒီလားစဉ်ပေးရတဲ့ fixed cost တွေပေါ့နော်ဒီ subscription ပေးရတာတွေဒါတွေကဒီနေ့ခေတ်မှာအရန်ကိုခက်စားလာတယ်အဲ့တော့ဒီຢာတွေဝယ်ပြအောင်တဲ့အမျိုးသောဒီမီဒီယာတွေကနေပြီးကျွန်တော်တို့ဆွဲဆောင်ခြင်းကန်ရတယ်အဲ့ဒီအချိန်မှာကိုကဒီဒုက္ခလစာနည်းတဲ့ဝန်ထမ်းဆိုရင်ဒါတွေကိုအများကြီးပေးထားမြင်ပို့ပြီးတော့တည်တာတယ်ဥပမာပြင်ပြောရရင်ကျွန်တော်အိမ်ငှားကတွေဈေးကြီးနေရလားပြီးကြတော့ကိုကကားဝယ်ထားရဲဆိုရင်လည်းကားအတွက်ရေးကြပေးနေရတဲ့ဟာတွေကဒီကုလစာတက်များနေသလားဒါတွေပေါ့နော်အဲ့လိုမျိုးတွေများနေတဲ့အချိန်မှာကျွန်တော်စောစောကကျွန်တော်ပြောခဲ့တဲ့ဒီ percentage တစ်ခုကိုခွဲပြီးစုထားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်မဖြစ်စလောက်နည်းတယ်ကိုကအဲ့ရနေပိုလာတဲ့ဝင်ငွေကပိုလာတဲ့ငွေအတွက်နဲ့ဒီအပြင်မှာကျွန်တော်တို့ကုန်စည်နှုန်းနဲ့ရတဲ့ချိန်ကြီးတဲ့ချိန်မှာဘလို့မှသုံးမှုရကျွန်တော်တို့တို့6000လဲမဖြစ်ဘူးအဲ့လိုမျိုးအချိန်တွေတို့ကြုံရတတ်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ကဒီဟာထဲမှာဒီလုံးနဲ့ချတဲ့ရိုက်ပြီးတော့ဒီထောင်ချောင်ထဲမှာကျွန်တော်တို့ပိတ်မိနေတာမျိုးတွေများသောအားဖြင့်ဖြစ်တတ်ကြတယ်ဗျအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့လားစဉ်ပေးနေရတဲ့အသုံးစရိတ်တွေ fixed cost တွေကိုပြန်ပြီးတော့စီစစ်တွက်ချက်ကြည့်ဖို့လိုပါတယ်ဒီနေ့မှဆိုရင်ပို့ပြီးတတိထားနေတာဥမာ Wi-Fi ကြီးတွေလည်းအများကြီးပေးနေရလားအိမ်ငှားကားတွေလည်းဈေးကြီးနေရလားဒါမှမဟုတ်ကားအတွက်ရေးကြပေးရတာတွေများနေသလားဒီလိုဟာတွေကိုပြန်ပြီးတော့ tracking လိုက်ပါပြန်စစ်ကြည့်ပါမလိုအပ်တာကိုဖြုတ်သိရင်ဖြုတ်ဖို့အရေးကြီးပါတယ်အဲ့တော့ဒါတွေကိုလည်းတေချာစီစစ်ကြည့်ခြင်းကကိုယ့်ရဲ့ဒီ personal wealth တက်လာဖို့အတွက်အရေးကြီးတဲ့ဟာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းသတိပေးခြင်းပါတယ်ဗျာနောက်တစ်ချက်အနေနဲ့ပြောရင်တော့ကျွန်တော်တို့က system ချပါပေါ့နော်အဲ့တော့ system ကဒါစာလို့ပြောရင်တော့ system ပေါ့ဗျာစနစ်ကြီးတစ်ခုတိစောက်ပါပေါ့အဲ့တော့စနစ်ကြီးကထားတော့ဘလောက်ပဲကောင်းနေပါစေကျွန်တော်တို့ကိုနိုင်ကလိုက်နာဖို့ပြက်ကွက်နေတယ်ဆိုရင်တော့ဒီစနစ်ကြီးကအလကားပဲဖြစ်တယ်အဲ့ကြတော့ကျွန်တော်ကဒီ system စနစ်ဆိုတာတဲ့ကျွန်တော်စီကံလေးတစ်ခုကိုသတ်မှတ်စေချင်ပါတယ်စီကံလေးဆိုတာဘာလို့ဟာမျိုးလဲဆိုတော့ကျွန်တော်တို့လစဉ် budget ဘယ်လောက်ထားမယ်ဘယ်လောက်% ကိုတော့ငါတို့မပြစ်မနေစုမယ်နောက်တစ်ခုကတော့ဒီ % နဲ့ကနေမှဘယ်လောက်ကိုတော့မပြစ်မနေ invest လုပ်မယ်ဆိုတဲ့ဟာလေးစီကံလေးတစ်ခုကိုလိုက်နာလို့ရနိုင်မယ့်ဟာလေးကိုမဖြစ်မနေထားဖို့ရည်ကြီးပါတယ်အဲ့တော့ဒီစီကံလေးရပဲကိုနောက်တက်ဒီပုံမြင့်တဲ့ personal အခြေအနေတစ်ခုစီကိုငွေကြေးအခြေအနေတစ်ခုစီကိုဆွဲခေါ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က budget rule မရှိတာတွေနောက်တစ်ခုကဒီ saving rule မရှိတာတွေဒါတွေကိုမေ့ထားခဲ့လိုက်ပါကိုယ့်အတွက်ဒီနေ့ကစပြီးတော့ဒီနေ့ရတဲ့ငွေဒါမှမဟုတ်ဒီနေ့ဒီလရတဲ့လစာနဲ့စပြီးတော့ဘယ်လောက်% ကိုတော့ budget အနေနဲ့ထားမယ်ဘယ်လောက်% ကိုတော့ကိုယ့်အတွက်ကိုယ်နောင်ရေးအတွက်စုမယ်ဒီစုထားတဲ့တဲကနေပြီးတော့မှဘယ်လောက်ကိုပြန်ပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဒီလိုစီကံလေးကိုစနစ်တကျထားခြင်းအပြင်ကိုယ့်ရဲ့ personal finance ကိုယ့်ရဲ့တကိုယ်ရေးငွေကြေး
အခြေအနေကပို့ပြီးတော့ချောင်းနေလာမှာဖြစ်တယ်ပို့ပြီးတော့လည်းအဆင့်မြင့်လာမှာဖြစ်ပါတယ်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့လားစာများများရတဲ့သူတွေကဘာလို့မစုမိကြလဲဘာလို့မလို့ဒီရသလောက်ပြန်ကုန်နေလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ fixed cost တွေဈေးကြီးဟာတွေနောက်တစ်ခုကဒီဝင်ငွေနဲ့ပိုင်ဆိုင်မှုနဲ့ဟိုမခွဲခြားနိုင်တာတွေနောက်တစ်ခုကတော့ခုနကပြောတဲ့ကျွန်တော်စီကံမရှိရတွေပေါ့နော်ဒီလိုဟာမျိုးတွေကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ဒီလိုဟာလေးကိုသာဒီ၃ချက်ကိုသာအများအနေနဲ့ဒေချာလေးလုံးနိုင်မယ်ဆိုလို့ရှိရင်ခင်ဗျားရဲ့ percentage work ကပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအကြောင်းအရာလေးတွေကိုနောက်ပတ်မှာလည်းကျွန်တော်တို့တင်ဆက်ပေးနေရဖြစ်လို့မို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပေးခဲ့ပါအောင်အားလုံးပဲအတူတူကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပတ်တွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါဗျ